Hello ရှမ်းကောင်းစ gaming page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော် TikTok account လေးကို follow လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင် scale 1သူ့ရဲ့ scale 1ကတော့ထွေထူးထူးပြောင်းလဲရမှာမရှိပါဘူး blink ခုံမယ်ရှီအနေငယ်ရမယ်ဒီလောက်ပါပဲ scale 2သူ့ရဲ့ scale 2ကတော့မပြောင်းလဲခင်တုန်းကတော့3ချက်ရိုက်မယ်3ချက်လုံးမှာတစ်ချက်ချင်းတွေကိုရှီအနေငယ်စီပါမယ်နောက်ဆုံးချက်မှာခုံအုပ်ပြီးတော့ stand ပေးမှာပဲဖြစ်ပါတယ် review လုပ်လိုက်တဲ့ scale 2မှာတော့3ချက်လုံးမှာလည်းရှီးနေငယ်ပေါင်းဝင်တော့မှာမဟုတ်တော့လို့နောက်ဆုံးချက်မှာလည်းခုံအုပ်ပြီးတော့ stand ပြီးတော့မှမဟုတ်တော့ပါဘူး scale 3 ultimate မပြောင်းလဲခင် scale 3မှာတော့ Freya အတောင်ပံကိုဒီတိုင်းဖွင့်ချလိုက်တာပဲဖြစ်ပါတယ်ပြောင်းလဲသွားတဲ့ Freya ရဲ့ ultimate ကတော့ Fasana ultimate ကလောက်ခေါ်တဲ့အဝိုင်းလိုမျိုးကြီးပေါ်လာပြီးတော့သူကအဝိုင်းဘက်ကို dash သွားမှာပဲဖြစ်ပါတယ်သူ dash သွားရလမ်းကြောင်းမှာရှိတဲ့ enemy ကလည်းအနှဲငယ်ဆောင်းသွားတာကိုတွေ့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပြီးတဲ့သူတယောက်ချင်းတည်းအောင်လေကျွန်တော်ရှောက်ခောက်ဆွဲကကျေးဇူးအထူးပဲတင်ရှိပါတယ်